ွေမျိုးခံရတဲ့အိမ်မက်ရဲ့နမိတ်အိမ်မက်ထဲမှာငွေကြီးတစ်ကောင်ကကိုယ့်ကိုတလုတ်တဲဝါမျိုးသွားတာမျိုးမဖူးပါသလားနိုးလာတဲ့အချိန်မှာရင်တွေတုံပြီးဝန်းကျက်လေးလံတဲ့ခန်းစားချက်ကြီးဖြစ်ကြံခဲ့စေမဲ့ဒီလိုအိမ်မက်မျိုးဟာတကယ်တော့အလွန်ထူးခြားတဲ့အတိတ်နမိတ်တွေကိုဆောင်နေတတ်ပါတယ်ပထမဆုံးတစ်ချက်ကတော့မိမိရဲ့စွမ်းရည်တွေလုတ်ပိုင်ခွင့်တွေဒါမှမဟုတ်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေကိုတစုံတစ်ယောက်ကဝါမျိုးသွားသလိုခံစားနေရတဲ့နမိတ်ဖြစ်ပါတယ်အလုတ်ခွင့်မှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်ကိုယ့်ပေါ်လွှမ်းမိုးချုပ်ကင်လွန်းသူတွေရဲ့ဖိအားကိုအပြင်းထန်ခံနေရတဲ့အချိန်မျိုးမှာဒီလိုအိမ်မက်မျိုးမတက်ပါတယ်ကိုယ့်ရဲ့အကြံဉာဏ်ကောင်းတွေကိုသူများကအလွယ်တကူအမျက်မထုတ်သွားစေဖို့ပတ်ဝန်းကျင်ကိုသတိထားဖို့လိုပါလိမ့်မယ်ဒုတိယအချက်ကတော့လက်ရှိဘဝမှာရုံထွက်ရခက်ခဲနေတဲ့ပြဿနာတစ်ခုခုရှိနေတာကိုပြသနေတာပါငွေကြေးကိစ္စတောကကိစ္စဒါမှမဟုတ်တာဝန်တွေပြီးနေလို့စိတ်ပိုင်းဆိုင်ရာအရာပိတ်လောင်မွန်းကျက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့စိုးရိမ်စရာကြီးပဲတော့မဟုတ်ပါဘူးအပြုသဘောဆောင်တဲ့ရိုးရာဟောချက်တွေအရငွေဟာအရေးခွန်လဲပြီးအတစ်ပြန်ဖြစ်တတ်တဲ့တရဝါမှုငွေမျိုးရာခံရခြင်းဟာဘဝအောင်ကဒုက္ခတွေပြီးဆုံးပြီးဘဝတစ်အဆင့်တစ်တစ်ခုကိုကူးပြောင်းတော့မဲ့ပြန်လည်မွေးဖွားခြင်းနမိတ်လို့လဲယူဆကြပါတယ်။ဒါဆိုရင်ဒီလိုအိမ်မက်ဆိုးမျိုးမက်လာရင်အဆိုးတွေပြေပြောက်သွားအောင်ပထမနည်းလမ်းကတော့အိမ်မက်အငြင်းချခြင်းပါ။မနက်နိုးချင်းစကားလုံးဝမပြောသေးပဲရေချိုးခန်းထဲကိုတန်းသွားပါပြီးရင်ဘုံပိုင်ရေကိုဖွင့်လက်ဆေးရင်းနဲ့ဖြစ်ရေစီးဆင်းနေတဲ့နေရာမှာငါမက်ခဲ့တဲ့အိမ်မက်ဆိုးတွေအညံ့တွေအားလုံးဒီရေနဲ့အတူမျောပါသွားပါစေလို့စိတ်ထဲကနေခိုင်ခိုင်မာမာရီမန်းပြီးရေဆေးချလိုက်ပါဒါဟာစိတ်ထဲကအပူတွေကိုရေနဲ့အတူမျောချလိုက်တဲ့သဘောဖြစ်ပါတယ်ဒုတိယနည်းလမ်းကတော့အဆိုးကိုအကောင်းပြောင်းမဲ့ဒါနပြုခြင်းပါအိမ်မက်ကြောင့်စိတ်နှောက်ယှက်ဖြစ်ရတဲ့အချိန်မျိုးမှာစိတ်ကြည်လင်သွားအောင်ထမင်းချက်ရင်စွန်းဦးစွန်းမွန်တက်တက်ဖယ်ပြီးတန်ဃာတော်တွေကိုလောင်းလူတာမျိုးလုပ်ပေးပါအစင်မပြေရင်တောင်ကိုယ်အိမ်နီးနားကခွေးလေးကြောင်လေးတွေသို့မဟုတ်နှက်ကလေးတွေကိုအစာကျွေးပြီးဒီကုသိုလ်အရှိန်အဝါကြောင့်ဘေးဥပတ်တွေကင်းဝေးပါစေလို့ဆုတောင်းပေးနိုင်ပါတယ်ဒီလိုလုပ်ပေးခြင်းအပြင်အိမ်မက်ဆိုးရဲ့လွှမ်းမိုးမှုကိုဖျက်တောက်ပစ်နိုင်ပြီးစိတ်ခွန်အားလည်းပြန်လည်ရရှိလာစေမှာဖြစ်ပါတယ်ရှင်